မရိုးရာရင်ကျဲမှုအမွေနှစ်တစ်ခုဖြစ်တဲ့စက်ကူရုပ်စုံလေးတွေကိုဘယ်လိုထုတ်လုပ်ပါသလဲဟုတ်ပါတယ်မြန်မာနိုင်ငံမှာတိမ်မြုပ်ပျောက်ကွယ်လူနေပါရှိနေပြီဖြစ်တဲ့မြန်မာရိုးရာစက်ကူရုပ်စုံလုပ်ငန်းတစ်ခုရဲ့ထုတ်လုပ်နေမှုများကိုကျွန်တော်လင်းနေရပြီးစီစဉ်ရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ကျတော့ဒီရဲ့လုပ်ငန်းအစီအစဉ်ကကျတော့ရှေ့အစဉ်ဆက်အဖိုးဖွားကနေလောက်လာတယ်ဟုတ်ကဲ့ဒီအဖေမေရဲ့အဖိုးဖွားတီကိုလောက်ခဲ့တဲ့သဘောပေါ့နော်ဟုတ်တယ်ဒါဆိုရင်ဒါနှစ်ပေါင်း100ကျော်နီးပါးလောက်တော့ရှိပြီပေါ့နော်ရှိပြီဟုတ်ကဲ့ကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်တွေကဘုံချင်းတော့ကြေးရွာမှာဖြစ်ပါတယ်ခင်ဗျာဒါရွာလုံးကျွနီးပါးဒီရိုးရာဒီစက်ကူရုပ်စုံလို့ဒီလောက်ကြလာဟုတ်တယ်ငါတို့ကပုတ်တီလိုပုံလေးဖြစ်လာပြီဆိုရင်ရေနံကြီးတုပ်ပြီးတော့စက်ကူနဲ့ကတ်ရတယ်ဒီမှာခုနကညီမပြောတဲ့ရေနံတုပ်တယ်ဆိုတော့ဒါဘာလို့ရေနံတုပ်ရတာလဲရေနံစက်ကူနဲ့အသားနဲ့ကိုကတ်မနေအောင်လို့တုပ်ရရှေးဦးစွာတက်သားမိုးရုပ်ပေါ်မှာရေနံတုပ်လင်းပေးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့သတင်းသားစက်ကူအပိုင်းစားများနဲ့မိမိလိုချင်တဲ့ဒူးရတဲ့အထိအချိန်ချင်းအထက်ထက်ကတ်ပေးရမှာဖြစ်ပါတယ်မိမိလိုချင်တဲ့ဒုကိုရပြီဆိုရင်တော့အယုတ်ကိုနေပူမှာအချောက်လှမ်းမှာဖြစ်ပါတယ်။ PC ဆိုတော့လေဒီကနေပူလှမ်းပြီးတော့ဒါလေးကိုခွဲထုတ်ပါတယ်။အခုမြင်တွေ့နေရတဲ့လုပ်ငန်းစဉ်ကတော့အယုတ်ခွာခြင်းလုပ်ငန်းဖြစ်ပါတယ်။ခွဲပြီးလည်းလေတစ်ခါပြန်ပြီးတော့ပြန်ဆက်ရတယ်။အခုလိုအယုတ်ခွာခြင်းလုပ်ငန်းစဉ်မှာတော့စက်ကူရုပ်ကိုလည်းမထိခိုက်အောင်အတွင်းကတက်သားမို့ကိုလည်းမထိခိုက်အောင်စနစ်တကျအခုလိုခွာယူရပါတယ်။ပြန်ပြီးတော့ဒီပေါ်နေမှာစက်ကူနဲ့ပေါ်နဲ့ပြန်ပိတ်တယ်တက်သားမို့ကိုခွဲထုတ်ပြီးတဲ့အခါမှာတော့ဝဲသွားတဲ့စက်ကူအဟာများကိုပြန်လဲပြီးတော့ပိတ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ခန္ဓာကိုယ်မှာကြံရှိတဲ့အစိတ်ပိုင်းတွေကိုထပ်မံသက်ဆင်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့အချောသက်လှုပ်ဆောင်ပြီးတဲ့အခါမှာတော့အယုံများကိုအချောက်ခံပြီးပြီဆိုရင်ဆေးချဲသားမယ်အပိုင်းပဲကြံရှိပါတော့တယ်ခင်ဗျာ။မြောင်းလာတဲ့မြမဆေးရေးပကြီးပညာနဲ့အတူဘိုးဘရုပ်လေးရဲ့ရုပ်လုံးဟာလည်းတဖြည်းဖြည်းပေါ်လွင်လို့လာခဲ့ပါပြီ။အခုလိုလှကျင်တိုင်းလှနေပါတယ်မြမရိုးရာရုပ်စုံဘိုးဘရုပ်လေးကိုမြန်မာနိုင်ငံရဲ့ဖျားစည်းပွဲစည်းတွေမှာမြင်တွေ့ရများမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာရိုးရာထဲမှာမလောက်ရသေးတဲ့ရုပ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းဒါကျွန်တော်တို့အိတ်သက်နေနေပေါ့နော်မြင်ပါတယ်တွေ့ချင်ပါတယ်အဲ့ဒါလေးတွေလည်းတန်းနိုင်ဆုံးလုပ်ငန်းရှင်တွေနေညီမတို့အနေနဲ့စူးစမ်းပြီးတော့ထုတ်လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ပြစ်တိုင်းတော်ပြစ်တိုင်းတော်ပြစ်လိုက်တိုင်းထောင်ပြစ်တိုင်းတော်ဟဲ့ပြစ်တိုင်းတော်ပြစ်လိုက်တိုင်းထောင်မြန်မာပြည်မှာလုပ်တဲ့ပြစ်တိုင်းတော်မြန်မာပြည်မှာလုပ်တဲ့ပြစ်တိုင်းတော်